ကောင်မလေးကကိုဝင်ရှိလို့မူးလဲသွားတာပါဘာယောဂါမှထွေလို့မရှိပါဘူးသူ့မျိုးသားကိုပြောလိုက်ပေါ့တရင်ကောင်းပဲဗျာ ဆရာသူ့မှာအမျိုးသားမှမရှိတာဆရာရဲ့ ဗျာဘလို့ ဟုတ်တယ်ဆရာရဲ့ အော်ဒီလိုပါသူ့မှာသူ့မှာမျိုးသားမရှိပေမဲ့သူ့မှာချစ်သူလို့ရှိပါတယ်သူ့ရဲ့ချစ်တော်ချက်ဒီကိုဝင်ရလဲကျွန်တော်နဲ့ရတယ်ဆိုတော့ကျွန်တော်ပဲတောင်းတယ် တော်ပါသေးရဲ့မောင်လေးရဲ့မောင်လေးကိုတကယ်ကျေးဇူးတင်ပါတယ်အခုခေတ်မှာလေဒီလိုကိစ္စမျိုးတာဝန်ရဲတဲ့ယောက်ျားဆိုခက်ရှားရှားရဲ့ညီမလေးအတွက်လေမောင်လေးကိုတကယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျွန်တော်ရတူကိုတတလုံးကောက်ပဲဆောင်းရှောက်တော့မှာ